အခုအာဆင်နယ်အသင်းတွင်းဘိုင်းမှာရောအာတီတာကိုယ်တိုင်ရောစိတ်တက်ကိုပြက်နေတာ It's not done yet. It's not done. Yes. ဒါသဘောပေါက်လားမသိဆိုင်အောင်ရောက်လာကြပြီနော်ခုနက ပြောပါညီလေး ကျွန်တော်ဗျအမြဲတမ်းဗျဆိုင်လာတိုင်းဗျကျွန်တော်အကိုတို့ကိုပဲကျွန်တော်အမြဲတမ်း question ထုတ်နေရတယ် ဟုတ်တယ် ပြင်းလာအဲ့တော့ဒီတစ်ခေါက်ကိုရနာဖြုတ်တဲ့ဟာပေါ်မှာကျွန်တော်လိုက်ပြီးတော့ဖြုတ်ဒါပဲ ကိုကအမြဲစုံတွေ့နေလို့ရှိရင်ဒါကိုညီကိုတွေဘောလုံးကြောင်းတွေပဲပြောကြတယ် ဒီ game မဟုတ်ဒီဖြစ် ဒီပိတ်ပုံစံလေးတွေညင်ညာခုံကြကိုအမြင်လေးဖလှယ်ကြတာ ညညခုံရထိုးကြပါတော့ထိုးကြတတ်ကြပါ ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်ပျက်သွားတဲ့ဒါပရီးမီးယားလိမှာမန်စီးတီးကအာဆင်နယ်ကိုနိုင်ရသွားတယ်အာဆင်နယ်ကတပွဲရော့ကိုမှတ်အသာနေပြီးတော့အခုဆိုရင်ဘုံမောင်းနဲ့မန်စီးတီးကိုရှုံးပြီးတော့မန်စီးတီးကဘန်လီကိုနိုင်လိုက်တဲ့အတွက်ကြောင့်မလို့မန်စီးတီးကဒါဆရာတိတ်ဆုံးရောက်သွားပြီနော် ဝေတူ အဲ့ဒီမတိုင်ခင်မှာမန်စီးတီးကိုဒီတပွဲရော့ကိုမှတ်အသာနဲ့ဦးဆောင်နေမှာဒီ order နေသတ်မှတ်ထားတဲ့အလေးပေးမှုကြောပေးမှုတွေကဒါ73% နဲ့အာဆင်နယ်အချန်ပီယံဖြစ်မယ်လို့တွက်ချက်ထားကြတာနော်အခုညကမန်စီးတီးကဘန်လီကိုနိုင်သွားတယ်မန်စီးတီးကြားထိပ်ကိုခုလက်ရှိဦးဆောင်နေစုံနေတဲ့အချိန်မှာအားရောင်တက်ကုန်အာဆင်နယ်ကဖြစ်သွားလို့နော် ဟာeasy ဒီ order အာဆင်နယ်66% နဲ့ချန်ပီယံဖြစ်အောင်မယ် ကိုရနာပြောပြမယ်ဗျာ နေပြီးတာ ဟို data တွေအချက်လက်တွေဆိုတာသူကအလကားနေပြီးတော့နော်ပို့နေတာတာနေတာမဟုတ်ဘူးရှုံးခဲ့တဲ့ပွဲစဉ်နှစ်ပွဲကိုပဲကြည့်ကြည့်ဗျာ Star Boy စာကာလည်းမပါဘူး ငြိုသေးလေး နော်ဟုတ်တယ်စာကာလည်းမပါဘူးပြီးတော့နောက်တစ်ယောက်ကသူ့ကိုနောက်တန်းပဲကန်ခိုင်းမလားတိုက်စစ်ပဲဖွင့်ဆုံးမလားကျွန်တော်တို့တင်းပါလည်းမပါဘူးအဲ့လိုဆိုဒါပေမဲ့အခုကတော့ပြန်ပါလာတော့မယ်သဘောပေါက်တယ်နော်သဘောပေါက်တယ်နော်ပြန်ပါလာတော့မယ်နှစ်ယောက်လုံးဒါပြန်ပါလာပြီအခုက engine အပြည့်လေတော့မှာအဲ့ဒီအစားတော့အခုလက်ရှိတော့မှ engine တစ်ဝက်တစ်ပြက်လေတာနဲ့ကန်နေတာတော့မှဒီလောက်ထိခီးရရောက်နေတယ်ဟောအခုအပြည့်ပြန်လေတော့မှာဆိုတော့သတိတော်ထားတော့ မလီ နော်ကျန်တဲ့ပွဲစဉ်တွေမှာအာကြီးကတောက်လျှောက်ဂိုးတွေလုံးဝဂိုးသွင်းအဲ့လိုမျိုးစက်ကြီးတစ်လုံးလို့လာတော့နော် ဒါပေမဲ့ order ဒီလိုတွက်ချက်ထားတာဒါကြောင့်ဆိုပဲအချက်လက်ကိုဒီလေးကိုကားပြီးပြောချင်တာပေါ့ ဒါပေါ့ဝယ် အဲ့ဆိုလို့ရှိရင်ဒီ order ဘာကြောင့်ဒီလိုမျိုးသတ်မှတ်ထားတယ် အော်တာကကိုကြီးอ่ะ तू ကတင်ချာမော်ရတက်တက်တခုအပြည့်စုံမှန်ချင်မှလည်းမှန်နိုင်မယ်မှားချင်မှလည်းမှားနိုင်မယ်အာဆင်နယ်ပြည်သက်တွေကသွားပြီးတော့ feedback တွေမရငါတို့ကဒီတော့ဒီဟိုဇယားထိပ်မှာ Man City တစ်ရောက်သွားတာတော့မှပဲငါတို့က60ကျော်ရှိနေသေးတယ်ဆို feedback တွေတော့မရအဲ့တော့ဇယားထိပ်ကိုရောက်သွားပြီဆိုလို့ရှိရင် Man City ဒီဘယ်တော့မှပြန်မစင်းဘူးပတ်ကွာယူလာသည်ဇယားထိပ်မှာဦးဆောင်လိုက်ပြီဟေ့ဆိုလို့ရှိရင်လုံးဝပြန်မစင်းဘူးကိုရိုအာဆင်နယ်ကအခုအချိန်ထိ BBC ကပြောခဲ့တဲ့အတိုင်းပဲလုံးဝချိန်သာစိုးတွေဒါ Abraham Bay ချိန်သာစိုးတွေဇက်တိုက်ရှိနေတော့မယ်မန်စီးတီးကအခုမှပွဲစားခံမှာအဲ့တော့လက်ကျန်လေး तू တော်သေးတာပေါ့ ငါးပွဲမှာ တော်သေးတာပေါ့ပွဲစားကြတော့မယ်ဆို အခုမှစပြီလေ run ပြီအဲ့တော့အာဆင်နယ်နေနဲ့ကတော့ဇယားထိပ်ကိုပြန်တက်ဖို့ဆိုတာတော့လုံးဝမဖြစ်နိုင်ဘူး နေပါဦးပွဲမပြီးသေးဘူးနေရောနော်ပွဲမပြီးသေးဘူး โอเคဒါဆိုလို့ရှိရင်ဟောအခုလက်ရှိဖြစ်နေတဲ့ mentality ကြောင့်အာဆင်နယ်ရဲ့ mentality ကြောင့် ဟုတ်တယ် ဆက်သွားလိုက်မယ် ဟာ ကောင်းလာပါ စိတ်တစ်ပိုင်းဆိုင်ရာရတော့ပြောမနေနဲ့ဗျာဟာဟိုးဒီထက်မြင့်တဲ့နေရာမှာရှိရင်တော့အဲ့လိုနေရာကိုအမြင့်ဆုံးဆိုတဲ့လူပြောချင်တယ်နော်ဒါကျွန်တော်တို့အာဆင်နယ်ကဒါအရင်နှစ်တွေနဲ့မတူတော့ဘူးသိလားခင်ဗျားသိလား ရီကျင်တယ် ခင်ဗျားသိလား ရီကျင်တယ်ကြီးခင် ကျွန်တော်တမင်းလုံးလေးကိုခင်ဗျားသိလား မဟုတ်ညီလေးကညီလေးအဲ့လိုပြောပေမဲ့အခုသတင်းတစ်ခုဖတ်လိုက်ရတယ်ကွာဘုံမောင်းနဲ့အာဆင်နယ်နဲ့ပွဲပြီးသွားတဲ့အချိန်မှာဒီပေါ်ပေါက်ကွင်းလေးလူတယောက်ကအာဆင်နယ်ပြည်သက်တွေကသူတို့အတင်းပေါ်ကြုံကြည်ချက်သိမရှိဘူးကွာဟိုပွဲအစဆုံးခရမှုတဲ့အချိန်မှာရှုံးပေးရမှာ တကူလောက်ရှုံးတော့စိတ်ပြက်ပြီးအိမ်ပြန်သွားကြရတယ်ဆိုတဲ့ဟာမျိုးတွေဟိုပြော့တယ်ပေါ့ကွာစိတ်ပြက်ပြော့ညံ့တယ်ပေါ့အဲ့တော့အတင်းသားတွေနဲ့အတူတူရှိရမယ်ဟာတူတူရှိမနေဘူးပေါ့အဲ့တော့ဘာလဲတခြားအတင်းတွေဆိုလို့ရှိရင်ဝယ်ပြီးသွားတဲ့အချိန်ထိအတင်းသားတွေနဲ့အတူတူရှိတယ်
ဟုတ်ဗျာဒါကတော့ပြောချင်တာအခုလေပြိသက်ထဲမှာတော့မှဗျာဟုတ်တယ်မလားဟိုတရားနဲ့တရားနဲ့အားပေးတဲ့ပုံစံချင်းမတူစိတ်သက်ပိုင်းဆိုင်ရာလည်းမတူဘူးဗျာဒါပြိသက်မှာမဟုတ်ကျွန်တော်ကစားသမားဒီမှာလေအဲ့လိုမျိုးစိတ်သက်အမျိုးမျိုးစီရှိကြတယ်ဒါပေမဲ့အဲ့ဒီရဲ့ကျွန်တော်တို့ရဲ့အားနည်းချက်ကိုအားသာချက်တစ်ခုအနေနဲ့ဘယ်လိုပြန်ပြောင်းလဲလိုက်လဲဆိုတော့ခုနပြောတဲ့ကျွန်တော်တို့ရဲ့ take the rice နော် rice ရဲ့စိတ်ဓာတ်ကတော့တကယ်လုံးဝလေးစားဖို့ပေါ့ ဒီဘက်အာဆင်နယ်မှာရေးပါတဲ့အခန်းကဏ္ဍကိုလည်းဒီ မတကယ်ဘယ်လောက်ထိ impact ကြီးလဲဆိုဗျာဒါလူတယောက်ရဲ့ influence ပေါ့ဗျာသိလားဟိုအသင်းပေါ်မှာသူထားတဲ့စိတ်နဲ့ပြီးတော့ဒီအသင်းသားတွေကိုလည်းသူလွှမ်းမိုးနိုင်တဲ့သူ့ရဲ့ဩဇာပေါ့ဗျာသိလားပြောရမယ်ဆိုဘာပဲပြောကွာဟိုသူရှုံးသွားတယ် it's not done yet it's not done yes သူကသဘောပေါက်လားမသိ ဥဆောင်လို့ပြော မြန်မာလူ စိတ်နေစိတ်ချ ဆိုမပြီးဆုံးသေးဘူးဆိုတဲ့အရာကိုပြောချင်တယ် ဒါဟောဒါ တော့ ဟော မပြီးဆုံးသေးဘူးတင်းကဒါပြိုလဲနေရလို့လည်းပြောလို့မရဘူးဒါပေမဲ့ဒီထက်တော့အကောင်းဆုံး form တစ်ခုကိုတော့နောက်ပွဲတွေမှာရလာမယ်လို့တော့ကျွန်တော်ယုံကြည်မှုအပြည့်အဝရှိတယ် အာဆင်နယ်စိတ်သက်ပြတ်သွားတာကကာရာဘောင်းဖိုင်နယ်ကလေးရမယ်ဒီ ကာ ကာ ရ ရာ ဘော ဘောင်း အချွေဆိုတော့ကျွန်တော်တို့တောက်ချောင်းဆိုးတယ်လေ ကျောင်းစုကာရာဘောင်းဖလားကအရင်ရေးကြည့်တယ်ဘာကြောင့်ရေးကြည့်လဲဆိုရင်ကာရာဘောင်းဖလားကိုရပြီးတာနဲ့နောက်တဲ့ဖလားအနည်းဆုံးတစ်လုံးလောက်ကတော့လူတိုင်းကရတတ်တယ်ကာရာဘောင်းဖလားတကယ်ပဲအဲ့ဒီနေ့အဲ့ဖိုင်နယ်မှာကမန်စီးတီးကိုအာဆင်နယ်နိုင်ခဲ့ပြီဆိုလို့ရှိရင်ဒီနေ့ဒီလိုအချိန်မှာအာဆင်နယ်ဒီလိုမျိုးဖြစ်နေကြမလို့အခုအာဆင်နယ်အသင်းတွင်းဘိုင်းမှာရောအာဒီတာကိုယ်တိုင်ရောစိတ်တက်ကိုပြက်နေတာမန်စီးတီးနဲ့ပွဲတုန်းကဆိုလို့ရှိရင်ဟိုလာမလာခြင်းကမတူဘူးနော်မန်စီးတီးကအနိုင်တိုက်မှရမယ်ဆိုတဲ့စိတ်အဲ့ဒီနေ့ကအာဆင်နယ်ကစားသမားတွေရောနီးပြတွေကစငါတို့တည်တမတ်ရပြီစီတော်ပြီဆိုတဲ့စိတ်ဘာလို့ဆိုတော့ဖလားလေးလုံးမှန်းထားတဲ့အသင်းတွေတစ်လုံးပြုတ်တယ်တစ်လုံးပြုတ်တယ် ဟုတ်လေးလုံးဆိုတာမှန်းတယ်ဆိုတာလေဗျာဒါဒီဆက်မှာမှန်းလို့ရ ဒီလေဒီဆက်ဆုံးဖြစ်တယ်ဒီဆက်မှာမလုံနိုင်တယ်မလုံနိုင်ကြတော့ဘာပြောဗျာ၄ဘာသာဂိုလူ၄ဘာသာထွက်မယ်လို့မှန်းထားတယ်နှလုံးတော့ပြုတ်သွားတော့ခန်းရတာပဲ အာဆင်နယ် mentality ဒါတွေ off တာရဲ့အချက်လက်တွေဟိုသူတို့ဆိုသိလိုက်ရပြီအဲ့တော့အာဆင်နယ်ချန်ပီယံဖြစ်ခြင်းမဖြစ်ခြင်းမန်စီးတီးချန်ပီယံဖြစ်ခြင်းမဖြစ်ခြင်းကအခုနောက်ဆုံးပရီးမီးယားလိလက်ကျန်9ပွဲစီကအရေးပါသွားပြီကွာအဲ့တော့ကိုကကြမှာကိုဖန်တီးခွင့် မှန်မယ် ရှိရယ်အာဆင်နယ်လည်း9ပွဲမန်စီးတီးလည်း9ပွဲဘယ်လိုဖြစ်လာနိုင် ပြောရမယ်ဆို CD လက်ကျန်5ပွဲကသူတို့မချောင်းတော့ဘူး ဘာကြောင့်ဘာ မချောင်းတော့ဘူးဒါပြောရမယ်ဆိုလို့ရှိရင်ဒီမှာဗျာသူတို့နောက်ဆုံးတွေ့ရမယ့်5ပွဲကဒီမှာ Everton ရှိမယ် Everton Bradford Bournemouth နဲ့ Aston Villa နောက်ပြီးတော့ Crystal Palace အဲ့တော့ပထမဆုံးတွေ့ရတဲ့အသင်းကိုပဲကြည့်ဗျာ Everton ဟမ် Everton အင်ဂျယ်တော့တောင်းမလို့လေတော့အိမ်ထဲဝင်လာတဲ့အကုန်တီးရဆိုအဲ့ဒါ Everton ပဲနောက်တစ်ခုကတော့နောက်တစ်ပွဲအနေနဲ့ပြောချင်တာတော့ဒါ ဘုံမောက် ဘုံမောပွဲလည်းမချောင်းဘူးနော်လဲစဉ်းစားကြည့် အာဆင်နယ်ပဲရှုံးတယ် ဘုံမောလည်းမချောင်းဘူးကွာဘုံမောကဟုတ်တယ်ဘုံမောအိမ်ခွဲဘုံမောအခုနော်14ပွဲဇက်တိုက်ကိုလုံးဝရှုံးပွဲမရှိဘူးနော်အကုန်တီးတာအတင်းကြီးအကုန်တီးတာနည်းနည်းတော့ short ရှိတယ်နော်နောက်ထပ်အတင်းကြီးတဲ့အနေနဲ့တော့ပြောလို့ရတဲ့အတင်းရှိသေးတယ်ဖီလာဟမ်မဟုတ်အဲ့ဆိုဖီလာတော့နည်းနည်းစိုးရိမ်နေတော့လုပ်လိုက် ဒါဘောဒါဘော နော်စိုးရိမ်နေတော့လုပ်လိုက်လုံးဝအကောင်းဆုံး form တစ်ခုနဲ့မှလည်းရှိနေတယ်အဲ့တော့မစီးတော့မလွယ်တော့ မန်စီးတီးမလွယ်သေးဆိုလို့ရှိရင်အာဆင်နယ်လည်းမလွယ်ဘူးအာဆင်နယ်ကဒါအမ်ဘရိတ်မှာစပြီးစတွေ့ရမှာနယူကာဆယ်ဆိုတာမျိုးကလည်းဒါတကယ်ဖြတ်မြင့်အသင်းပဲဗျာပထမကြောတော့ဂါဘရီယယ်ရဲ့ခေါင်းတိုက်ကိုကြီးနဲ့သူတို့နောက်ဆုံးမိနစ်ကျမှသူတို့အင်ကွင်းမှာရှုံးပေးလိုက်ရတယ်အဲ့ဒီသွေးကြွေးကိုလည်းပြန်ဆက်ဖို့အမ်ဘရိတ်မှာသူတို့ပြန်ဆက်အောင်မှငှက်ကြားလိုက်ရမလွယ်ဘူးနော်ပထမဆုံးဒါအင်ကွင်းမှာတွေ့ရမှာနောက်ပြီးတော့ဖူဟန်နောက်ပြီးတော့ဝက်ဆန်ကလည်းဒါပရီးမီးယားလိမှာတန်းမစင်းရဝေသူတို့ရုန်းကန်စူးစမ်းနေတာရသလောက်တော့အခွေထည့်အောင်ပါပဲအဲ့တော့လက်ကြံပွဲခရစ်စတယ်ဘက်တွေအပေါင်းလုံးဝကိုမလွယ်ဘူးနိုင်ဖို့ကခက်ခဲတယ် ဟုတ်ပြောနေတာကခုနကသူပြောရနော်တန်းမစင်းရဘူးတော့မနေ့ရုန်းကန်နေရတဲ့အသင်းတို့ပြောရနော်အဲ့လိုအသင်းမျိုးနဲ့တော့မှာဗျာတရေကြောက်အောင်ကန်ခဲ့တာဘယ်အသင်းလဲတော့မသိပါဘူးဗျာဘယ်အသင်းလဲမသိပါဘူးဗျာဟာ ဒါကတော့ပြတ်တတ်ပါတယ် โอเคအဲ့ဒါဆိုလို့ရှိရင်လက်ကျန်9ပွဲမှာနှစ်သင်းလုံးကအာဆင်နယ်နဲ့နိုင်တယ်လက်ကျန်9ပွဲလုံးမန်စီးလည်းနိုင်တယ်နိုင်နေုံနဲ့မရအောင် ဟုတ်တယ် ဘာတွေပါလာပြီ ဟုတ်တယ် တွင်းကိုတွေပါလာပြီတွင်းကိုတွေနဲ့တွက်ချက်ပြီးတော့ဆရာအလှည့်ပြောင်းနေဖြစ်မှာ ဟုတ်တယ် ဟုတ်တယ်အဲ့9ပွဲလုံးမှာဒီအသင်းကြီးနှစ်သင်းရဲ့တွင်းကိုတွေကိုဒါလှလှပပကြီးလက်ခုပ်တီးခွင့်
ရမယ်လို့တော့အကိုကတော့ယုံကြည်ရဲ့သွင်းကိုယ်နဲ့သူအောင်မခံမယ်ဒါပေမဲ့သွင်းကိုယ်နဲ့အောင်မခံခင်မှာကာစပတ်လေးနဲ့ ဟာခါဆွဲလေးနဲ့အရင် မှန် အောင်မခံလိုက် အောင်ဝဲခက်လိုက်တယ်နော် probably the best Cheers. Cheers.